ညနေဘက်မှာဆရာတော်ဦးဝီမလကြွလာပါတယ်။ဦးဖိုးခင်ကမထားနိုင်တဲ့အတွက်အိလျက်ကနေပဲနေပြားစီလို့လက်အုပ်ချပြီးခွင်တောင်းတယ်။ဆရာတော်ကလည်းခွင်ပြုတယ်။မခင်မေကဆရာတော်ရဲ့နောက်ဘက်ကထိုင်ပြီးရက်ခတ်ပေးနေပါတယ်။ဦးဖိုးခင်ကဆရာတော်ကိုလက်အုပ်ချပြီးဆရာတော်သိတဲ့အတိုင်းပဲတပည့်တော်ဟာပထမချိန်တရားအားထုတ်ပြီးတဲ့ကဘာဝနာအလုပ်ဟာနေ့စဉ်တစ်ခါမှမပြတ်ခဲ့ဘူး။ဘလောက်အလုံးများများညအိယာမဝင်ခင်တော့အားထုတ်ဖြစ်အောင်ထုတ်တာပဲအခုမမတော့တပည့်တော်မှာဒီပြင်အလုပ်မရှိပါဘူးတရားအားထုတ်တဲ့အလုပ်တစ်ခုပဲရှိပါတယ်လွန်ခဲ့တဲ့အင်္ဂါနေ့ညတကောင်ကျော်လောက်မှာတပည့်တော်တရားထူရပါတယ်တရားထူမရခင်တုန်းကဝေဒနာတွေပြင်းထန်လာတဲ့အခါတပည့်တော်စိတ်တိုးခြင်းနဲ့ဒေါသထွက်ခြင်းနဲ့ပါဇက်ကမြ мян သေးပါတော့ကွယ်မသေးသေးဘူးလားဆိုတဲ့ဒေါသနဲ့ရှင်နေတဲ့စကားတွေကိုညှိတမ်းမိပါတယ်အခုတရားထူရပြီးမှဝေဒနာပြင်းလို့အခန့်ရခတ်တာသာရှိတယ်။စိတ်တိုးချင်တာတွေစိတ်ဆိုးချင်တာတွေမရှိတော့ဘူး။အရင်ကလိုဒေါသနဲ့ရှင်တဲ့စကားတွေကိုမမြည်တမ်းတော့ဘူး။အဲ့ဒါကထူးခြားချက်တစ်ရက်ပါဖေ။နောက်တစ်ချက်ရှိပါသေးတယ်။တရားထူမရခင်ကအိမ်သူအိမ်သားတွေရဲ့နောင်ရီကိုတစ်ခါစိတ်ကူးမိတဲ့အခါစိတ်ထဲနောက်ကြည့်ဖြစ်ခြင်းနဲ့ချက်ချင်းတရားနဲ့ဖျောက်ပြရတယ်။အခုအိမ်သူအိမ်သားတွေရဲ့နောင်ရီကိုစိတ်ကူးမိတဲ့အခါစိတ်ထဲမှာဘာမှမဖြစ်တော့ဘူးအဲ့ဒါကထူးခြားချက်တစ်ရက်ပါဖေ။နောက်တစ်ချက်ရှိပါသေးတယ်။တရားထူမရခင်ကတပည့်တော်ရဲ့အာယုံဟာရံဖန်ရံခါတောင်ရင်သာနဲ့ပြည်ကိုရောက်ပါတယ်။နတ်တွေရဲ့ကာမဂုဏ်တွေကိုစဉ်းစားမိတဲ့အခါစဉ်းစားမိပါတယ်။တရားထူရပြီးရဲ့နောက်ကာမဂုဏ်တွေရဲ့ဆက်ဆုပ်ဖရာကိုပဲမြင်ပြီးတောင်ရင်သာကိုစိတ်မရောက်တော့ပါဘူးဖေ။ယမမုံမှာပဲစိတ်ရောက်နေပါတယ်ဖေ။ဒီထူးခြားချက်၃ရက်ဟာလွန်ခဲ့တဲ့အင်္ဂါနေ့ညတရားထူရပြီးကလေးကတပည့်တော်မှာအစဉ်ဖြစ်ပေါ်နေပါတယ်ဖေ။အဲ့ဒါဆရာတော်ဖျားကိုရှောက်ထားခြင်းလို့တပည့်တော်ပင်လိုက်တာ။ဦးဖိုးခင်ကဆရာတော်ဦးဝီမလာကိုရှောက်ထားပါတယ်။ဆရာတော်ကတာတု၃ချိန်ခေါ်ပြီးဒီလိုအခါမျိုးဆိုတာတရားကိုမရမနာအားထုတ်နိုင်မယ်ဆိုရင်တရားထူရတတ်တာပဲ။လူတွေခက်များများကတော့မမာလို့အသေးအထန်ဖြစ်ပြီးဆိုရင်တရားမာတွေကြောက်ပြီးတရားကိုနှလုံးမသွင်းနိုင်ဘူး။ကြောင်ကတန်းတွေဖြစ်နေရပဲ။ဒါဟာကုသိုလ်နဲ့ပြီးအကုသိုလ်များတဲ့လူတွေရဲ့ဓမ္မတာပဲ။အခုတခါကြီးကတော့တရားမှာမကြောက်ဘူး။တတိမလစ်ဘူး။တရားကိုအမြဲနှလုံးသွင်းနေ။အဲ့ဒါကုသိုလ်များအားထုတ်ခဲ့တဲ့လူတွေရဲ့ဓမ္မတာပဲ။ဓမ္မပဒမှာမြတ်စွာဘုရားဟောတော်မူထားတာအရှိသားပဲ။အတ္တမိစာတမိဒုက္ခသဟာယသူနိဒုက္ခယဣတရိတယေနပုံညံဒုက္ခံဇီဝိတသင်္ခယံမိတပ္ပတဒုက္ခတဒုက္ခံပဒါနံအစေခင်မောရှိသည်အရေးကိစ္စပေါ်ပေါလာတဲ့အခါချမ်းသာ၏ရသမျှသောပစ္စည်းဥစ္စာဖြင့်ရောက်ရဲခြင်းသည်ချမ်းသာ၏ကုသိုလ်ကောင်းမှုရှိခြင်းသည်အသက်ကုန်ခါနီ၌ချမ်းသာ၏ဆင်းရဲအလုံးစုံကိုပယ်ခြင်းသည်ချမ်းသာ၏တကားကြီးရတဲ့တရားဟာတော်တော်ထူတယ်ဒါကြောင့်ဘုံကြီးတာဓုခေါ်တယ်လေးနက်ခေါ်တယ်အချိန်ရှိသည့်အခုလိုပဲဆက်ပြီးအားထုတ်ပါကမ္မထမ်းကိုချမထားနဲ့တကားကြီးဟာအခုမျက်မှောက်ဘွားရင်းပဲအရဟတဖို့ကိုထူးတဲ့ဉာဏ်နဲ့မျက်မှောက်ပြုနိုင်စေရအကြောင်းရှိတယ်ဒီစကားကိုကြားတဲ့အခါဦးဖိုးခင်ဟာပီတိတွေဖြစ်လာပြီးဆရာတော်ကိုလက်အုပ်ချပါတယ်။အခုလိုခွင့်ကြုံတဲ့အခါကမ္မထမ်းကိုဘယ်တော့မှချမထားတဲ့အတွက်သေခါနီးခဏလေးအားထုတ်တာနဲ့ရန်နာဖြစ်သွားတဲ့မထေကြီးတစ်ပါးအကြောင်းကိုဖုန်ကြီးဟောမယ်။တကားကြီးနာပါလို့ဆရာတော်ကမိန်တော်မူပါတယ်။တင်မဖေဟာဟောတော်မူပါဆိုပြီးဦးဖိုးခင်ဟာလက်အုပ်ချီကတရားနာပါတယ်။တရားဝါတော်60ကျော်လွန်ပြီးတရားညောင်ဆောင်မှလဲလျောင်းနေတဲ့မဟာတန်ခတ်ရခတ်တိမထေကြီးကိုရဟန်းတန်ဃာတော်တွေကဘယ်မှတ်ဖို့တရားကိုရပြီးပြီလဲလို့မေးလျှောက်ကြတယ်။မထေကြီးကငါဘယ်မှတ်ဖို့မှမရသေးဘူးလို့ပြန်ဖြေတယ်။ဒီစကားကိုကြားတော့မထေကြီးကိုပြုစုနေတဲ့ရဟန်းငယ်တွေကအရှင်ဖေဟာဟာရဟန္တာဖြစ်ပြီးဒါကြောင့်ပြိဋိဘံစံတော်မူတာကိုဖူးရအောင်ဆိုပြီးတဆက်ယူဇနာပတ်ဝန်းကျင်အရက်ကတကာမတွေဟာစုဝေးရောက်လာနေကြပါပြီဖေ
အကယ်၍အရှင်ဖျားဟာရဟန္တာမဟုတ်သေးဘူးပုထုဇဉ်မဲဆိုတာကိုဒီတကာမတွေတည်သွားကြရင်အင်မတန်စိတ်မချမ်းမသာဖြစ်ကုန်ကြမှာပဲဖျားလို့ရှောက်ထားကြတယ်အဲ့ဒီအခါမထေကြီးကငါရှင်တို့ငါဟာမြတ်တရမြတ်စွာဘုရားကိုဖုံးပြင်ချင်သေးတဲ့အတွက်ဝိပဿနာတရားကိုအာမထုတ်ပဲနေခဲ့တယ်အခုတကာမတွေကိုငဲပြီးငါဝိပဿနာတရားကိုအားထုတ်တော့မယ်ငါ့ကိုထုပေးကြလို့ရဟန်းငယ်တွေကိုအမိန့်ရှိတယ်ရဟန်းငယ်တွေလည်းမထေကြီးကိုထုပေးပြီးအပြင်ထွက်ဖို့အခန်းပြင်ဘက်ကိုခြေတစ်ဖက်လမ်းယုံရှိသေးတယ်မထေကြီးဟာအရဟတဖို့ကိုရတယ်အဲ့လိုရတာနဲ့ရဟန်းငယ်လေးတွေကိုလက်ဖြောက်တီးပြီးပြန်ခေါ်လိုက်တယ်ရဟန်းငယ်လေးတွေကအကြောင်းကြားတာနဲ့ကျောင်းတိုက်ထဲကယဟန်တန်ဃာတော်တွေစုဝေးလာကြပြီအရှင်ဖေဟာတေခါနီမှာအရဟတဖို့ကိုတခဏချင်းဒီလိုရအောင်အားထုတ်နိုင်တာဟာအင်မတန်အံ့ဩစရာကောင်းလာပါတယ်လို့ရှောက်ထားကြတယ်အဲဒီခါမှာမထေကြီးကငါရှင်တို့ငါဟာယဟန်ပြုတ်ခါကားစပြီးတတိမထညနေမပိုင်းချပဲဘယ်အရာကိုမှမပြုတ်မိဘူးလို့မိန်တော်မူပါတယ်တကားကြီးလည်းတတိအစင်ရှိပြီးညံနဲ့ဆင်ချင်နေမယ်ဆိုရင်အရဟတဖို့ကိုအခုလိုအခါမျိုးမှာရနိုင်စရာအကြောင်းရှိတယ်။တရားဟောပြီးမှဥဖို့ခင်ဟာတာတုတွေအချိန်ပေါင်းများစွာခေါ်ပါတယ်။တရားတွေတကုံလုံးပြန့်နှံ့ပြီးပီတိတွေဖြစ်နေပါတယ်။ဆရာတော်လည်းနောက်ထပ်စကားတစ်ခွန်းပြောပြီးပြန်ကြွသွားပါတယ်။ဥဖို့ခင်လည်းဆရာတော်ကိုလက်အုပ်ချီကတော့ပြီးမျက်စိတဆုံကြည့်ရင်ကြည်ညိုနေပါတယ်။နောက်တနေ့ညမှာဥဖို့ခင်ဟာဒေါ်လာမင်းနဲ့သမီးအငယ်မတင်မေတို့ကိုအခေါ်ခိုင်းပါတယ်။အားလုံးစုံညီရောက်တဲ့အခါကဲမင်းတို့အားလုံးငါ့ကိုကတော့ကြတန်တရားတစ်လျှောက်လုံးမှာကာယကံဝစီကံမနောကံတွေနဲ့ပြင်မာမိခဲ့သမျှအပြစ်တွေကိုခွင့်လွတ်ပါတိခံပါလို့ဆိုပြီးကတော့ကြဥဖို့ခင်ပြောတဲ့အတိုင်းဆိုပြီးသားမိတော့ဦးကတော့ကြပါတယ်ဒေါ်လာမီမှာမျက်ရည်တွေစီကျနေပါတယ်မတင်မေကတော့ရှိုက်ကြီးတငယ်ငိုနေပါတယ်မခင်မေကတော့ငိုတော့ဘူးသူ့အဖေတရားထုရရပြီးကောင်းရာမွန်ရာကိုရောက်တော့မင်းဆိုတာသဘောပေါက်နေဟန်လက္ခဏာရှိတယ်တာမီ3ယောက်ကတော့ပြီးတော့ဥဖို့ခင်ကမင်းတို့အပြစ်တွေအလုံးကိုငါတီးခံနေခွင့်လွတ်တယ်လို့3ချိန်ဆိုပါတယ်3ချိန်ဆိုပြီးမှကဲမင်းတို့တာတုခေါ်ကြလို့တာမီ3ဦးကိုပြောပါတယ်အဲ့တာမီ3ဦးကလည်းတာတု3ချိန်ခေါ်ပါတယ်အဲ့လိုတာတုခေါ်ပြီးရဲ့နောက်ဥဖို့ခင်ကကဲငါလည်းရောက်လာပြီတန်ရာကြီးတစ်လျှောက်လုံးမှာငါကမင်းတို့3ယောက်စလုံးပေါ်မှာကာယကံဝစီကံမနောကံတွေနဲ့ပြင်မာကျူးလွန်ခဲ့ပြီးသမျှအပြစ်တွေကိုမင်းတို့ကလည်းသိခံပါခွင့်လွှတ်ကြပါလို့မြစ်တာရက်ပါတယ်တာမီ3ဦးစလုံးကလည်းသိခံပါတယ်ခွင့်လွှတ်ပါတယ်လို့ဆိုပါတယ်ဥဖို့ခင်ကလည်းတာတု3ချိန်ခေါ်ပါတယ်ဥဖို့ခင်တာတုခေါ်ပြီးတဲ့အခါဒေါ်လာမေကကိုဖို့ခင်ဘယ်နေသေးလဲလို့မေးပါတယ်ဥဖို့ခင်ကငါအတွက်မစိုးရင်ပါနဲ့ကွယ်မင်းတို့သွားကြတော့မနေ့ကငါပေးထားတဲ့ကမ္မတကောမီဂါထာကလေးကိုရွတ်ပြီးစင်ချင်နေကြလို့ပြောတာနဲ့တာမီ3ဦးစလုံးဥဖို့ခင်ကိုကတော့ပြီးဒေါ်လာမီနဲ့မာတင်မီတို့ဟာညည်ယူဆက်လန်းနဲ့ထွက်သွားကြပါတယ်မာတင်မီလည်းသူ့အမေကိုလိုက်ပို့ပြီးသူ့အဖေစီကိုပြန်လာပါတယ်အဲ့ဒီအခါဥဖို့ခင်ကသမီးကြောက်သလားလို့မေးပါတယ်ကြောက်ပါတယ်ဖေဖေလို့မခင်မေကပြန်ပြီးဖြေပါတယ်။သမီးဘာကိုကြောက်တာလဲလို့ဥဖို့ခင်ကဆက်ပြီးမေးပါတယ်။တန်တရားဝစင်းရဲ့ကိုကြောက်ပါတယ်ဖေဖေလို့မခင်မေကဖြေပါတယ်။ဥဖို့ခင်လည်းအင်မတန်နှစ်သက်တဲ့အတွက်တာတု3ချိန်ခေါ်ပါတယ်။အဲ့လိုခေါ်ပြီးတန်တရားဝစင်းရဲ့ဆိုတာကြောက်ရမယ်။ကြောက်မှဒီဝစင်းရဲ့တွေကနေလွတ်မှာပဲ။မကြောက်တဲ့၍ဘယ်တော့မှလွတ်မှာမဟုတ်ဘူးသမီး။အဲ့တော့ကြောက်တန်တရားဝစင်းရဲ့ကိုကြောက်ဒီတန်တရားဝစင်းရဲ့ကိုကြောက်တာကောင်းတယ်လို့ပြောပြီးတာတုခေါ်ပြန်တယ်အဲ့လိုတာတုခေါ်ပြီးမှသမီးရေချင်အောင်ချပြီးတော့ကွယ်အချိန်ရှိတဲ့၍တရားအားထုတ်လိုက်အောင်မယ်လို့ဥဖို့ခင်ကပြောပါတယ်မတမေကချင်အောင်ချပေးနေရင်ဥဖို့ခင်ကသမီးရေသမီးမေရဲ့ညီမလေးကိုတရားချပါကွယ်ဆူဆူညံညံမလုပ်ကြဖို့ဆူညံတဲ့အတန်တွေကိုသူတော်ကောင်းတွေကမနစ်သက်ဘူးလို့ပြောလာပါတယ်။ဒီစကားကိုကြားတဲ့အခါအင်မတန်ညံရှိတဲ့
မခင်မေရဲ့စိတ်ထဲမှာဖေဖေကသူ့သေးရင်မငိုအောင်မမေနဲ့မတင်မေကိုတရားအချခိုင်းနေဆိုတာသဘောပေါက်ပါတယ်။အဲ့လိုသဘောပေါက်တဲ့အတွက်ဟုတ်ကဲ့ဖေဖေလို့မခင်မေကပြန်ပြောပါတယ်။အဲ့တော့မှဖို့ခင်ကဆက်ပြီးတော့သမီးရေသမီးဖေဖေကိုအခုလိုပြုစုရတာအချီးနှီးမဖြစ်ပါဘူးကွယ်။သမီးကြောက်တဲ့တဏှာဝဆင်းရဲတွေကလွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက်အထောက်ပံ့ဖြစ်ပါလိမ့်မယ်လို့ပြောပြီးဦးဖို့ခင်ဟာစကားဆက်မပြောတော့ဘူး။မခင်မေကလည်းဖေဖေပေးတဲ့ဆုနဲ့တလုံးတစ်ဝတည်းပြေဆုံးပေးရစီလို့ဆုတောင်းလိုက်ပါတယ်။အဲ့လိုပြောပြီးသမီးလိမ်မှာမခင်မေကလည်းသူ့အမေနဲ့ညီမလေးကိုသွားပြီးတရားချပါတယ်။မခင်မေပြောတဲ့စကားတို့ချုပ်ကတော့အခြားမဟုတ်ပါဘူး။ငိုတယ်ဆိုတာမကောင်းတာဖြစ်မှငိုရတာ။သူ့အဖေဟာကောင်းရာသူကတိကိုရောက်မယ်ဆိုတာသိချနေမှာပဲ။ဘာဖြစ်လို့ငိုရမလဲဆိုတာပဲဖြစ်ပါတယ်။ဒေါ်လာမီနဲ့မတင်မီဟာလည်းမငိုတော့ပါဘူးလို့မခင်မေကိုကတိပေးပါတယ်။မခင်မေဟာခါတိုင်းလိုပဲသူ့ဖေဖေရဲ့ကတင်နာမှာစောင့်အိပ်ပါတယ်။ခါတိုင်းဆိုရင်တညကို3ခါလောက်ထပြီးသူ့အဖေကိုထူထူပေးတယ်။အိမ်ညမှာတော့မထူရဘူး။သူ့အဖေခေါ်နိုးနဲ့မခင်မေဟာအိမ်မပြောနိုင်ဘူး။မနက်လင်းလို့မှခေါ်တမ်းမကြတဲ့အတွက်တေကလေးချင်အောင်ကိုမကြည့်လိုက်တဲ့အခါမခင်မေထင်တဲ့အတိုင်းဦးဖို့ခင်အသက်မရှိတော့ဘူး။မခင်မေလည်းသူ့အမေနဲ့ညီမကလေးကိုအကြောင်းကြားပါတယ်။ဒေါ်လာမေကကတိအတိုင်းငိုတော့ပါဘူး။မတင်မေကခဏကလေးငိုလိုက်သေးတယ်။မခင်မေကဖေဖေဘာမှသွားတယ်လေသတိပေးလိုက်တော့မှသတိရပြီးအငိုတိတ်သွားပါတယ်။ဦးဖို့ခင်ဟာသူများရဲ့တာရေးနာရေးကိစ္စတွေမှာအများကြီးဆောင်ရွက်ခဲ့ပူတဲ့အတိုင်းသူအတူပါကိစ္စမှာလည်းအများကဝိုင်းပြီးကုညီဆောင်ရွက်ကြတဲ့အတွက်တတ်မြတ်မြတ်ပြီးဆုံးသွားပါတယ်။ဦးဖို့ခင်မသေးခင်ကအချိန်မှထားတဲ့အတိုင်းမသားအိမ်မှာကစားဝိုင်းမရှိပါဘူး။မသားချတဲ့အခါမှာလည်းအတီးအမုံမပါပဲကြေးစီရိုက်ပြီးချပါတယ်။သူဆန္ဒအရအောက်ပါတန်ဝေကလင်္ကာကိုကပ်ပြီးမသားဖို့သူတွေကိုဝေပါတယ်။နုနယ်ရုပ်စဉ်ပြိုမြင့်ခြင်းကအိုမင်းနောက်ဆုံးရှိချေ၏ချစ်ခင်ပေါင်းတင်ဆက်ဆန်းခြင်းကကွယ်နောက်ဆုံးရှိချေ၏ခုံမင်ခရချင်လွန်းကလည်းတောကနောက်ဆုံးရှိချေ၏ဝိညာဉ်ထင်လင်းသက်ရှင်ခြင်းကတည်ခြင်းနောက်ဆုံးရှိချေ၏လက်တော့တဲ့ညီအမဦးဖို့ခင်ရဲ့အတူပါတော်ကမိတ်ဆွေတွေကငွေအတော်ကူကြပါတယ်ဒါပေမဲ့ဦးဖို့ခင်ကိုကူတာသူတို့ကြားကဖြတ်ပြီးမစားကောင်းဘူးလို့သားမိသုံးဦးတိုင်ပင်ပြီးအကုန်လှုပ်ပစ်ပါတယ်။အဲ့တော့ဦးဖို့ခင်အတွက်ရက်လေစွန်ကိုကြည့်ပြီးတဲ့အခါသူတို့ရဲ့လက်ထဲမှာသူတို့ပိုင်ငွေဟာ9ချက်ခွဲလောက်ပဲရှိတော့တယ်။ဒီ9ချက်ခွဲနဲ့ဘလို့စခန်းသွားကြမယ်ဆိုတာသားမိ3ယောက်ထိုင်ပြီးတိုင်ပင်ကြပါတယ်။နောက်ရင်းနဲ့ပတ်သက်ပြီးဒေါ်လာမီကတစ်မျိုးစဉ်းစားထားတယ်။မခင်မေကတစ်မျိုးစဉ်းစားထားတယ်။မတင်မီကတော့အမေနဲ့အမကြီးတို့ကြည့်ပြီးစီစဉ်ကြလိမ့်မယ်ဆိုပြီးဘာမှမစင်စားထားဘူး။တာမီ3ဦးဆွေးနွေးပွဲမှာအမေကြီးဒေါ်လာမီကစားပြီးမဲထင်တို့စီမှာငွေ1000လောက်သွားပြီးလှည့်ပါလားသမီးရဲ့လို့မခင်မေကိုပြောတယ်။မထင်ဆိုတာဦးဖိုးခင်ရဲ့ညီမအထွေဆုံးဖြစ်တယ်။အတော်ကလေးချောင်လဲရှိတယ်။ငွေ1000လောက်တော့အခဲရင်မရှိပဲပေးနိုင်ပါတယ်။ဒေါ်လာမီကဒီလောက်နဲ့ပဲရက်တင်ရဲ့အတွက်မေစကားဆုံးအောင်ပြောပါအောင်လို့မခင်မေကပြောပါတယ်။အေးလေမေထင်တို့စီမှာငွေ1000သွားလဲပေါ့ငွေ1000ရလာတော့ဘယ်လိုလုပ်မလဲငွေ1000ရလာတော့ညီကြိုက်တဲ့ဆိုင်လေးတစ်ဆိုင်ဈေးထဲမှာဖွင့်မော်ငါဒါပဲပြောတတ်တယ်မတင်မေကတော့ဘာများစဉ်းစားထားတယ်လဲလို့မခင်မေကသူညီမကိုမေးပါတယ်မမေတို့မမတို့ခိုင်းမော်ခိုင်းတာလုံးမပေါ့လို့မတင်မေကပြန်ပြီးဖြေပါတယ်အဲ့ဒီအခါမခင်မေကမမေတော့သဘောတူမလားမဆိုနိုင်ဘူးကျမစဉ်းစားထားတာကတမျိုးဖြစ်နေရဲ့လို့ပြောပြီးရန်နေပါတယ်ပြောဆက်မအောင်ညီစဉ်းစားထားတာလို့ဒေါ်လာမီကမေးပါတယ်ကျမအနေနဲ့ကတော့ဘယ်သူစီမှငွေမချေးချင်ဘူးငွေချေးချင်လို့ရဲ့ဘယ်ဟုတ်မလဲသမီးရဲ့ကိုမမတက်တာတဲ့အခါမလို့ချေးရတာပေါ့မမိမှလည်းမာနရှိပါတယ်ကျမဟာကမာနမဟုတ်ဘူးမမေကျမတို့ဟာရှေ့ကိုဘလောက်သွားရအောင်မဲမှန်းမသိဘူးစာထွက်ကလေးကသူများအားကိုနဲ့ပေးပါဆိုပြီးလက်ဖြန့်ထွက်လာတာကိုကျမမကြိုက်ဘူးတန်နိုင်သလားကိုအားကိုရမယ်ကိုအားကိုရာဟာသူများကိုအားကိုရာထက်ပိုပြီးသိချတယ်ပိုပြီးတော့လဲစိတ်ချမ်းသာရတယ်ပိုပြီးတော့လဲလွတ်လပ်တယ်
ဘယ်နေရာသွားလိပ်ပြလာလာနဲ့လဲသွားရတယ်။ညီကိုညီအားကိုနိုင်တဲ့နီးရှိရင်လုပ်ပါ။မေမေကြိုက်ပါတယ်။ဘာများလဲညီဥစ္စာကမေမေစိတ်ကူးထားသလိုတော့ကြီးကြီးကျယ်ကျယ်တစ်ထောင်နဲ့စရတာမျိုးမဟုတ်ဘူးမေမေ။ဘလို့ဟာများလဲအေးလက်သုံးဆိုင်လေးတစ်ဆိုင်ကျမထွက်ခြင်းနဲ့နေခင်စီထဲမှာသွားရောက်မယ်။ဒေါ်လာမေကရီပါတယ်။ဒါပေမဲ့မာတင်မေကတော့မမရောင်ရင်ကျမလဲကူမှာပေါ့လို့ထောက်ခံပါတယ်။ဒေါ်လာမေကရီပေမဲ့ဇဲကောင်းတဲ့မိခင်မေဟာစိတ်ပြန်မသွားဘူး။မေမေသဘောတူရင်ဒီကနေ့ပဲကျမစီစဉ်တော့မယ်။ကျမတို့ဟာထိုင်နေလို့မဖြစ်ဘူးလို့ပြောပါတယ်။ဒေါ်လာမေကလက်သုံးဆိုင်ထွက်ချင်တော့ညီရဲ့ခုနှစ်ချက်ခွဲနဲ့ထွက်လို့မရဘူး။သူများစီမှာသွားလဲရအောင်ပါပဲလို့ပြောပါတယ်။မလဲရပါဘူးမမေ။ကျမမှာရွှေဆွဲကြိုးကလေးတစ်ကုံရှိသေးတယ်။အရေးကြုံလိုက်သုံးဖို့ဆိုပြီးကျမသိမ်းထားတယ်။အဲ့ဒါကလေးနဲ့အရင်လုံးရမယ်လို့မခင်မေကပြောပါတယ်။ညီတို့လုံနိုင်လုံကြပါ၏။ငါမကန့်ကွက်ပါဘူးလို့အမေကြီးကပြောလိုက်တာနဲ့တပြိုင်နက်မခင်မေဟာညီမလေးမတင်မေနဲ့နှစ်ယောက်စီစဉ်စရာရှိရာတွေကိုစီစဉ်ပါတယ်။အမေကြီးကညီတို့ဟာရဲရာစားကလေးပါလေးရွေးပါအောင်ကွယ်လို့လမ်းပြောတဲ့အခါဒါတွေကိုအယုံကြည်မရှိပါနဲ့မမေရဲရာစားရွေးပြီးလှုပ်တဲ့အလုပ်တွေပြက်သွားတာတပုံကြီးပဲမဟုတ်လားမမေဖေဖေပေးခဲ့တဲ့ခါထားထဲမှာပါတဲ့အတိုင်းကံကိုသာယုံပါမမေကျမတို့တော့ဒီကနေ့စီစဉ်ပြီးမနှက်ပံထွက်မှာပဲလို့မခင်မေကပြောတဲ့အတွက်ဒေါ်လာမီလည်းဘာမှဆက်မပြောတော့ဘူးသူအင်မတန်ကြိုက်တဲ့ပြောင်းဖူးဖက်စီလေးကြီးကိုသာဖွာနေတော့တယ်နောက်တနေ့ဆိုင်ထွက်ဖို့အတွက်အားလုံးစီစဉ်စရာရှိရာတွေကိုစီစဉ်ပြီးတဲ့အခါမခင်မေဟာညီမလေးမတင်မေကိုသူ့အနားမှာအထိုင်ခိုင်းပြီးကဲမတင်မေရေမနှက်ဖန်ကြရင်လူပေါင်းစုံရှုပ်ထွေးနေတဲ့ဈေးထဲမှာတို့ညီမဆိုင်ထွက်ရတော့မယ်အဲ့တော့တို့ညီမနှစ်ယောက်အလုံးအိမ်တွေအထူးရှိရလိမ့်မယ်ဟိညီမေ့သွားပြီလားကွယ်မမပြောထားတာမမပြန်ပြီးမေးစမ်းပြရစီကွယ်အိမ်တွေဆိုတာဘာလဲလို့မေးပါတယ်အိမ်တွေဆိုတာစောင့်ထိန်တာလို့မေတိန်မေကပြန်ပြီးပြောပါတယ်ဘာကိုစောင့်ထိန်ရမလဲလို့မခင်မေကဆက်ပြီးမေးပါတယ်မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့ရှာရဲ့ကိုယ်ရဲ့စိတ်ရဲ့စောင့်ထိန်ရမယ်လို့မတမေကပြန်ပြီးဖြေပါတယ်မခင်မေကတာတုသုံးချိန်ခေါ်ပြီးဒါတွေကိုဘလို့စောင့်ထိန်ရမလဲလို့ဆက်ပြီးမေးပါတယ်အဲ့ဒီအခါမတမေကမျက်စိနဲ့တောင်ကြည့်မြောက်ကြည့်မကြည့်နဲ့ဘသူနဲ့ပဲစကားပြောရမျက်စိကမကလန့်နဲ့တီတီကြည့်ပြီးတော့အကုသို့ဖြစ်မဲ့ဟာတွေဆိုရင်မကြည့်မိအောင်နားမထောင်မိအောင်မရှူရှိုက်မိအောင်မစားမတော့မိအောင်မထိမတွေ့မိအောင်စိတ်မကူးမိအောင်အစွမ်းကုန်ထိန်ရမယ်လို့ပြန်ဖြေပါတယ်အမကြီးမခင်မေကတာတုကွယ်တာတုဒီအတိုင်းထိန်နိုင်ရင်မိမလည်းမိမကောင်းယောက်ျားလည်းယောက်ျားကောင်းပဲဒီအတိုင်းထိန်နိုင်ရင်အိမ်တွေရှိတဲ့မိမပဲမထိန်နိုင်ကြရင်တော့အိမ်တွေမဲ့တဲ့မကောင်းတဲ့စိုးရယောက်ျားတွေမိမတွေဖြစ်ကုန်ကြမှာပဲအဲ့ဒါကိုတော့ညီမကလေးရေရွတ်ပြယုံလောက်သာသဘောမထားပဲတကယ်တမ်းကျင်နိုင်အောင်လဲအစွမ်းကုန်စူးစမ်းပါကွယ်လို့ညီမလေးအတွက်စိတ်ပူပြီးအမကြီးမခင်မေကမှားနေရှာပါတယ်ညံရှိတဲ့မခင်မေဟာလက်တော့ကလေးဆိုင်မယ်ဆိုပြီးပေါ်ပေါ်ဆဆမလုပ်ဘူးစီရင်စာအုပ်တစ်ခုထားပြီးထွက်သမျှအကုန်မှတ်ထားတယ်ဝင်သမျှအကုန်မှတ်ထားတယ်အဲ့တော့နေစဉ်ဘလာဝင်နဲ့ထွက်တယ်ဆိုတာအမြဲတည်နေရပေါ့အဲ့ဒီအဝင်ထွက်ကိုကြည့်ပြီးအိမ်သုံးစရိတ်ကိုပြုပြင်သွားတယ်စုငွေကိုလည်းကြည့်ပြီးစုသွားတယ်ပွဲလန်းသပင်ဟာအကျင့်စာရိတ္တပြည့်စည်တယ်ပတ်စံကုန်နဲ့အချိန်ကုန်နဲ့နေပန်ယောက်ျောင်းဖြစ်တဲ့မမေ့မလျော့တတိယဆန့်ကျင်ဘက်ဖြစ်တဲ့ဆိုတဲ့လော်ကီကျောင်းလောကုတ္တရာကျောင်းတွေကိုပြပြီးမခင်မေဟာညီမကလေးပွဲလန်းသပင်ဆိုလို့ဘယ်ပွဲလန်းသပင်ကိုမှမသွားအောင်နာချထားတယ်မိတ်ဆွေတင်ငဟာတွေကသူတို့ညီမတွေအတွက်ရုံဝင်ခခံမယ်ဆိုပြီးခေါ်တဲ့အခါကိန်းခန်းကြည့်တယ်လို့အထင်မခံရအောင်မခင်မေကိုယ်တိုင်ပစစ်တူတုပ်ပြီးလာခေါ်တဲ့လူတွေကိုနားဝင်အောင်ပြောပါတယ်အမေကြီးဒေါ်လာမီကိုတော့အထူးပြောစရာမလိုဘူးဒူနာနီယာနဲ့အိမ်ထဲကအိမ်ပြင်ကိုမထွက်နိုင်ဘူးအဝတ်အစားဆိုရင်ပြန်လဲတစ်နှစ်အတွင်းရှိသမျှအဟောင်းတွေကိုပဲဝတ်ကြမယ်အသက်တစ်ထဲမှမဝယ်တန်းလို့သားမိ3ယောက်တိုင်ပင်ထားပါတယ်အစားတောက်ကြတော့လေဒီလိုလုပ်တယ်အမေကြီးမှာကြိုက်တာ3ခုရှိတယ်ကြောင်ဖူးဖက်စီလေးကြီးကိုဖွာချင်နေတယ်ညအိတ်တဲ့အခါကရမတ်ကိုခြေဆုံးကောင်းဆုံးလိမ့်ပြီးအိတ်ချင်တယ်မနက်အရာထားတဲ့အခါကော်ဖီတစ်ခွက်တောက်ချင်တယ်အဲ့ဒီ3ခုကိုဖြတ်မပြစ်ဘူး
ရှေ့ကအတိုင်းဝင်မပြတ်ရအောင်မခင်မီစီမံထားတယ်။သူတို့ညီမနှစ်ယောက်တက်ကတော့ညခကျန်တဲ့ထမင်းကျန်နဲ့အမြဲတမ်းကြော်ထားတဲ့ငပိကြော်နဲ့အိမ်မှာအမြဲအချင်တဲထားတဲ့ချင်ဘက်တစ်ခုခုနဲ့စားလိုက်တာပဲ။တခါတလေပဲပြုတ်ကလေးတခါတလေငချပုတ်ကလေးတခါတလေညခကျန်နဲ့ဟင်းချန်လေးကိုလည်းစားရတယ်။အဲ့ဒါဟာမနက်စာအတွက်ပြီးရောကော်ဖီမသားဘူးလက်ဖက်ရည်မသားဘူးအခြားဘာမှမစားဘူးအမေကြီးတရားစာအတွက်ကတော့ထမင်းလက်လို့တော့ဖို့ထမင်းထဲကနည်းနည်းခွဲပြီးတယ်နည်းနည်းဘက်မှာအမေကြီးလဲငချဖို့နဲ့ငပိကြော်နဲ့ချင်းပန်းနဲ့စားရတာပဲလက်တော့ရောင်းတာကနေ့လယ်12နာရီကနေစရင်နိုင်ပြန်2ချက်လောက်မှကုန်နေဆိုင်သိမ်းတဲ့အခါတစ်ခါတရံငစိမ့်နဲ့ငဝင်အမေကြီးတရားစာအတွက်သားစိမ်း5စိမ်းလေးဝယ်ပြီးအမေကြီးကိုချက်ကြည့်တယ်ဒါကအမေကြီးတရားအတွက်တစ်ခါတရံအထူးကြည့်ရနေတိုင်းညစာအတွက်ကတော့ငချောင်းနဲ့ဟင်းသီးဟင်းရွက်ရောချက်တဲ့ဟင်းတခါပစွန်ချောင်းနဲ့ဟင်းသီးဟင်းရွက်ရောချက်ထားတဲ့ဟင်းတခါငခုငပိကောင်းနဲ့ဟင်းသီးဟင်းရွက်ရောချက်ထားတဲ့ဟင်းအဲ့ဒီဟင်းမျိုးတွေနေ့စဉ်တစ်ခွက်ကောင်းပဲစားတယ်အဲ့ဒီဟင်းတစ်ခွက်ကောင်းမှာတခါတရံချင်းဖက်တခါတရံတို့စရာတစ်သီးတစ်ရွက်အစိမ်းတခါတရံအမြဲတမ်းကြော်ပြီးပလင်းထဲထည့်ထားတဲ့ငပိကြော်တခါတရံငြုပ်သီးထောင်တခါတရံငြုပ်သီးငံပြားရီဖြောအဲ့ဒါကလေးနဲ့ပဲပြီးစလွဲစားလိုက်တယ်နေ့စဉ်နဲ့အမျှဒီဟင်းဒီတိုးစရာဒီငြုပ်သီးထောင်းကြီးကိုပဲထက်ခါတလဲလဲစားနေရတဲ့အတွက်ညီမကလေးမတင်မေခင်ဗျာစိတ်များမချမ်းမသာဖြစ်နေမလားလို့တန်တရားဖြစ်တဲ့အခါမတင်မေရေအခုလိုအစင်းရဲခံပြီးစားနေရတာကက်စီးနေတာမဟုတ်ဘူးနော်တို့မှအလုပ်အတီတကျရှိတာမဟုတ်ဘူးဟဲ့အဲ့တော့ဘသူရှိမှမျက်နှာအောင်မချရပဲချမင်းလုတ်ကလေးတစ်လုတ်ကိုတစ်သက်လုံးမှန်စားသွားနိုင်အောင်တို့အင်မတန်ချိုးချံရမယ်အင်မတန်ကြီးချိုးချံနိုင်မှတို့အတွက်တော်ရုံမဲရှိမယ်အဲ့တော့မတင်မေရင်ကက်စီနေတာနဲ့ချိုးချံတာဟာမတူကြဘူးဆိုတာသဘောပေါက်တော့ညီမလေးလို့မခင်မေကသတိပေးပါတယ်အဲ့ဒီအခါညီမကလေးမတင်မေကဒီဟင်းတွေကိုကျမမစားနိုင်ဘူးထင်ပြီးမမကသတိပေးနေတာပါကျမသိပါတယ်စားနိုင်ပါတယ်မမရင်တနေ့လုံးဘာမှမစားရလို့စားနေရပဲစားတဲ့အခါဘာနဲ့စားရဝင်တာပဲမမရဲ့လို့ပြန်ဖြေလိုက်ပါတယ်သူတို့ကိုယ်တိုင်ကလည်းဒီလိုအစင်းရခံပြီးစားအစင်းရခံပြီးဝင်နေပေမဲ့လူဖို့ကိုတော့မခင်မီဟာမမေ့ဘူးသူတို့စင်ရဟာသူတို့ဟာလွန်ခဲ့တဲ့ဘဝရီတုန်းကမလူခဲ့လို့ပဲဆိုတာမခင်မီကောင်းကောင်းသိတယ်ဒါကြောင့်ဖျားကိုကော်ဖီရေချမ်းစွန်စီမီပန်နေ့စဉ်ကတ်တဲ့ဌာနမိခင်အိုကြီးကိုကောင်းကောင်းမွန်မွန်ကြွေးမွေးပြုစုတဲ့ဌာနတွေအပြင်နေ့စဉ်အဝင်ထက်ကိုကြည့်ပြီးတက်နိုင်သလောက်စုပုကလေးတစ်ခုထဲမှာစုသွားပါတယ်အတော်ကလေးစုမိတဲ့အခါဖောက်ပြီးစာပြန်ဝဲနဲ့တရဏရိတ်သားအတွက်လူပါတယ်အစာအသောက်အဝတ်အစားအပျော်ပါးတွေမှာသာမခင်မီဟာစီကံနဲ့လှုပ်ထားတာမဟုတ်ဘူးအခြားကိစ္စတွေမှာလည်းစီကံလှုပ်ထားသေးတယ်ညစာထမင်းစားပြီးတအောင်လောင်နာတယ်နာပြီးတော့မခင်မီဟာဓမ္မပဒဖြစ်ဖြစ်ဇက်ကြီးဆယ်ပွဲပဲဖြစ်ဖြစ်ဗုဒ္ဓဝင်ကိုပဲဖြစ်ဖြစ်အခြားကျန်းစာအုပ်တစ်ခုခုကိုဖြစ်ဖြစ်အမေကြီးနဲ့ညီမကလေးကို45မိနစ်တနာရီလောက်ဖတ်ပြပါတယ်တခါလဲသူ့အဖေမသေးခင်ကဟောသွားတဲ့တရားတွေကိုပြန်ပြောပြပါတယ်တခါလဲသူကိုယ်တိုင်ဖတ်ကြားသင်ယူထားတဲ့တရားတွေကိုဟောပါတယ်ဒီလိုဖတ်ပြပြောဟောပြီးတော့ညီမလေးမတင်မီဟာဖျားကုံတော်တရားကုံတော်တန်ခါကုံတော်တွေကိုအိမ်ထဲမှာစင်းကြံရှောင်ရင်တနာရီထက်မနည်းပွားများပါတယ်အဲ့လိုပွားများတဲ့အခါမှာပါဇက်ကကြီးပဲပွားနေရမဟုတ်ပဲရွတ်နေတဲ့ပါဠိတွေကိုစိတ်ထဲမှာအနက်ထင်အောင်သတိထားပြီးရွတ်ရမယ်ဆိုတာနဲ့တနာရီထက်မနည်းစင်းကြံရှောင်ရင်ရွတ်ရမယ်ဆိုတဲ့အချက်နှစ်ချက်ကိုမခင်မီဟာမကြာခဏသတိပေးပါတယ်မေတ္တမင်္ဂလေးဟာစင်းကြံတနာရီရှောက်ပြီးတဲ့အခါဖျားရှိခိုရာနဲ့ပြမစရိယ၅ပါးသီလခံယူတာကိုပြီးအောင်အတော်စိတ်ချထားရပါတယ်ဖျားရှိခိုသီလယူပြီးအိယာထဲဝင်ကောင်းအောင်မော်ကောင်းချလိုက်တာနဲ့တစ်ချက်တည်းအိပ်ပျော်သွားတာပဲအမေကြီးနဲ့ညီမကလေးကိုဖက်ပြဟောပြောပြီးတဲ့အခါမခင်မေကိုယ်တိုင်လည်းတနားရီလောက်စင်ချန်ရှောင်ရင်ရတနာ၃ပါးဂုဏ်တော်များပွားများပါတယ်ဒီနောက်ဖျားရှိခိုပြမစရိယ၅ပါးသီလကိုယူပြီးတော့သူ့ဖေးတင်ထားတဲ့အတိုင်းခန္ဓာ၅ပါးမှာအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃ပါးတင်ပြီးနိုင်ဝက်လောက်ဆင်ခြင်ပါတယ်ဒီလိုဆင်ခြင်ပြီးတော့မှအမေကြီးကိုတွဲပြီးအိယာထဲသို့ပို့ပါတယ်ဒေါ်လာမီဟာခြေထောက်နာတာကြောင့်ထိုင်ပြီးဖျားရှိမခိုးနိုင်ဘူးအိမ်ရင်ဖျားရှိခိုပြမစရိယ၅ပါးသီလကိုယူရတယ်
အမေကြီးကိုချင်အောင်ချပြီးရင်ညစဉ်ညတိုင်းမခင်မေလုံနေကြဝတ်သုံးခုရှိတယ်။တစ်ခုကသူ့အမေကြီးကိုသူပြုခဲ့တဲ့ကုသိုလ်တွေသူရွတ်ခဲ့တဲ့ပရိတ်တွေသူပွားခဲ့တဲ့ဂုဏ်တော်တွေကိုဖော်ပြပြီးအမျှဝေတဲ့ဝေဖြစ်တယ်။နောက်တစ်ခုကသူ့အမေကပြန်ပြီးဝေတဲ့အမျှကိုတာဓုသုံးချိန်ခေါ်တဲ့ဝေဖြစ်ပါတယ်။နောက်တစ်ခုကသူသင်ပေးထားတဲ့အတိုင်းခန္ဓာ၅ပါးမှာအနေဆဒုက္ခအနတ္တလက္ခဏာရေး၃ပါးတင်ပြီးအိမ်မပြောခင်ရှုနိုင်သလားရှုပါမမေလို့သူ့အမေကိုသတိပေးတဲ့ဝိဖြစ်ပါတယ်။အဲ့ဒါပြီးသူလည်းအိတ်တာပဲ။သူတို့အိမ်သားအလုံးဟာည9 နာရီမထိုးခင်အိယာထက်အတီးတီဝင်ပြီးသားဖြစ်နေကြပြီ။ဒီလိုခက်ဆော့ဆော့အိတ်တဲ့အတွက်သားမိ3ယောက်ဟိုရောက်ဒီရောက်နဲ့တွေ့ကြရတိမ်ပြင်းတဲ့စကားတွေကိုမပြောရတော့ဘူး။အဲ့ဒီအတွက်တဖက်လာပဝါစာဝေရာမဏိတိတ်ခါပဒံတမာတိယာမိဆိုတဲ့တိတ်ခါပုဂ္ဂိုလ်လဲသားမိ3ယောက်စလုံးလုံးလုံးချုံချုံစောင့်ထိန်ပြီးသားဖြစ်သွားတယ်။ဆော့ဆော့အိတ်တဲ့အတွက်ရေနံစီအကုန်လဲတက်သွားတယ်။ဒါတမကသေးဘူး။ဒီလိုဆော့ဆော့အိတ်တဲ့အတွက်နောက်တစ်နေ့ဆော့ဆော့ထားနိုင်တယ်။ဒီလိုဆော့ဆော့အိတ်တဲ့အတွက်ဆော့ဆော့အိတ်ထားပြုခြင်းရင်တွင်ပကိုခန္ဓာယောဂခတ်သိမ်းရှောင်းခွာတိန်ကင်းငိမ့်လွန်ချမ်းသာဆိုတဲ့ကျမ်းမာရေးဆောင်ပုံနဲ့လည်းညီညွတ်တယ်။နက်ကောင်းတဲ့မြတ်တွေကလည်းဒီလိုဆော့ဆော့အိတ်ဆော့ဆော့ထားတဲ့လူတွေကိုချစ်မြတ်နိုးကြတယ်။မခင်မေဆိုတဲ့တငယ်မလေးဟာအသက်အတွက်ကြီးလိုက်တော့20တောင်မပြည့်သေးဘူး။ဒါပေမဲ့သူစီစဉ်ထားတာတွေကိုကြည်လိုက်ရင်အကျိုးမဲဆိုတာတခုမှမရှိဘူး။အခုမြန်မာအကျိုးလောကအကျိုးရင်လည်းရှိရမယ်။လောကုတ္တရအကျိုးရင်လည်းရှိရမယ်။နှစ်ခုစလုံးအကျိုးရှိရင်လည်းရှိရမယ်။ကဲကြည့်ပါလား။ညီမလေးမတင်မေဟာအိယာချဲဝင်ပြီးတော့တောင်စိတ်ကူမြောက်စိတ်ကူနေနေတာမလို့စေချင်တော့တနင်္လာစင်းချန်ရှောင်းရင်ဂုံတော်တွေကိုအပွားခိုင်းထားတယ်။လမ်းလျှောက်ရတာမဟုတ်ပြီးမဲတင်မိကလေးဟာကောင်းအုံပေါ်ကောင်းချလိုက်တာနဲ့တစ်ချက်တည်းအိမ်မော်ကျသွားတာပဲ။မခင်မေးစီစဉ်ရင်ဒီလိုအကြောင်းလေးတွေဟာအနည်းဆုံးတော့တစ်ခုပါတယ်။နည်းနည်းပဲဆိုရင်မခင်မေးဟာ၄ နာရီထက်နောက်မကြပဲနေ့စဉ်အရာကထားပါတယ်။ညီမကလေးကိုတော့နနက်9 နာရီထိအိပ်စေပါတယ်။မခင်မေးဟာမျက်နှာသက်ပြီးသူ့အဖေမှထားတဲ့အတိုင်းဖျားရှိခိုပြမစရိယ၅ ပါးသီလကိုယူရေချမ်းကတ်ဓမ္မစကြာနဲ့အနတ္တလက္ခဏာတုတ်ကိုရွတ်တဲ့အခါရွတ်ပရိကြီးစတတုတ်ကိုရွတ်တဲ့အခါရွတ်တတိပဋ္ဌာန်ကိုရွတ်တဲ့အခါရွတ်ပဋ္ဌာန်ကိုရွတ်တဲ့အခါရွတ်တခါသူအလွတ်ရထားတဲ့တရားတော်တွေကိုရွတ်တဲ့အခါရွတ်အရက်စိတ်မျက်နှာဖြန့်ပြီး928သွဲမြစ်တာပို့အမြတမ်းဝေပြီးမှဖျားအတွက်နဲ့သူ့အမေအတွက်ကော်ဖီဖြော်တယ်ဖျားကိုကော်ဖီအရင်ကလိုက်တယ်ဖျားကိုရေချမ်းမကရသေးရင်သူတို့အိမ်သားတွေဘယ်သူမှရေမသားကြဘူးဖျားကိုကော်ဖီမကရသေးရင်သူ့အမေကြီးကလည်းကော်ဖီမသားဘူးဖျားကိုစွန်းတော်မကရသေးရင်သူတို့ညီမ2 ယောက်ကလည်းနနက်တိုင်းစားနေကြထမင်းချမ်းကိုမစားဘူးဒါတွေကလည်းသမီးကြီးမခင်မေရဲ့အစီအစဉ်တွေကြီးပဲအဲ့လိုဖျားကိုကော်ဖီကပ်ပြီးမှအမေကိုနို့သူအစင်တက်လုပ်ပေးထားတဲ့သွားတိုက်စရာတို့ရေတို့နဲ့သွားတိုက်ညနာသစ်စေးပါတယ်အဲ့နောက်မှဖျားကိုဂုံးအုပ်ကလေးနဲ့အုပ်ထားလို့အေးမသွားသေးတဲ့ကော်ဖီပူပူနွေးနွေးကလေးကိုသူ့အမေကိုတိုက်ပါတယ်။သူ့အမေကော်ဖီတောက်ပြီးတဲ့အခါအမေကိုအိမ်ရှိထုတ်ထားခဲ့ပြီးညီမ2 ယောက်ဆိုင်ထွက်ဖို့ကိစ္စတွေကိုစီစဉ်ကြပါတယ်။နနက်9 နာရီလောက်မှာအလုံးစီစဉ်ပြီးတဲ့အခါညီမ2 ယောက်စလုံးရေမိုးချိုးပြီးတနခါရေစဲလေးကိုမျက်နှာနဲ့ကိုလူကြပါတယ်။သူတို့ပေါင်တာကိုအကျဉ်းမလုပ်ဘူး။အဲ့လိုလူပြီးတဲ့နောက်မှာမခင်မေဟာစွန်းတော်ကပ်ပါတယ်။စွန်းတော်ကပ်ပြီးတာနဲ့ညီအမ2 ယောက်စားနေကြထမင်းချမ်းကိုပဲစားတာပဲ။အမေကြီးကိုတော့ထမင်းချမ်းမကြွေဘူး။ထမင်းလက်တော့အတွက်ချက်တဲ့ထမင်းပူထက်တဲ့နည်းနည်းယူပြီးဥဖြက်ဖြားစွန်းတော်ကပ်လိုက်ပါတယ်။နောက်အမေကြီးတရားစားအတွက်နည်းနည်းယူပြီးဥချထားလိုက်ပါတယ်။နနက်10 နာရီခွဲလောက်မှာအမေကြီးကိုနနက်စာပြင်ကျွေးပါတယ်။17 နာရီခွဲလောက်ကျတော့အမေကြီးကိုပလက်ကလက်ထိုင်တစ်လုံးပေါ်တင်စိတ်ပတိကိုပလက်ကလက်ထိုင်အစွန်းမှာချိတ်သူအင်မတန်ကြိုက်တဲ့ပြောင်းမှုဘက်စီလေးကြီးကိုအနားမှာချပေးထားခဲ့ပြီးညီမ2 ယောက်လက်တော့ရောင်ရအောင်ထွက်ခဲ့တာပဲဒီလိုထွက်တဲ့အခါမခင်မေကလက်တော့ပန်းကြီးကိုရွတ်တယ်မခင်မေလေးဟာဆွေမျိုးကိုပဲဖြစ်ဖြစ်သစိမ်းကိုပဲဖြစ်ဖြစ်မျက်နှာအောက်ကျပြီးလက်ဖြန့်တောင်းရမှရှက်တယ်ဒီလိုရိုးရိုးသားသားလှုပ်ရှားဖို့အတွက်ဘာလို့ရမှာကိုမှမရှက်ဘူးဒီတငယ်မလေးဟာမိမတန်မဲ့အင်းတွေမရှိဘူးပြန်လွားရီလို့ဟိုပြန်ဒီပြန်နဲ့တပြန်နဲ့ပြန်နေရပဲလို့သူများမင်းငေါ့ခံရမှာကိုရှက်တယ်ဒီလိုရိုးရိုးသားသားလှုပ်ရှားဖို့အတွက်ဘာလို့ရမှာကိုမှမရှက်ဘူးပစ္စည်းရှာတဲ့နေရာမှာမယိုသားမစင်မကျဲရှုပ်ရှုပ်ပွေပွေနေရာမှာကိုရှက်တယ်
ရိုးသားသားဖြောင်ဖြောင်မမတ်တီတီကြည်ကြည်စင်စင်ကြည်ကြည်အိမ်တွေရရှာတဲ့အလုံးဆိုရင်ဘာလို့ရမှာကိုမှမရှက်ဘူး